မတို့ထိုးလာတာဒီလိုမျိုးပေါ့နော်ဒီလိုလေးပွင့်လာ6ဖက်ရသွားပြီပေါ့နော်ပွင့်လာတစ်ဖက်စီထိုးမယ်ဆိုရင်ဒီလိုမျိုးလေးထိုးပြီးရင်ဒီဘက်ကိုပြန်လှည့်ပေးပါပေါ့နော်ဒီလိုမျိုးပြန်လှည့်ပေးမှပဲသူကလက်လိတ်လေးဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒါကြောင့်လို့သူ့ကိုပြန်လှည့်ပေးပါပြီးလို့စီရင်ကိုတတိုင်းတတိုင်းချားထားတဲ့နေရာရဲ့အဲ့ဒီတတိုင်းရဲ့အောက်ခြေလေးမှာကိုကျမတို့သူ့ကိုဒီလိုမျိုးလေးချိတ်လိုက်မယ်နော်ချိတ်ပြီးတော့ရှက်ကော်လေးနဲ့ပဲကျမတို့သူ့ကိုတက်လိုက်မယ်ပြီးလို့ရှိရင်ဒီနေရာလေးမှာပေါ့ဒီပွင့်လွှာရဲ့ဆက်ဆက်ထိုးထားတဲ့တိုင်ချီအောက်လေးမှာကိုကျမတို့ရှက်ကော်လေးနဲ့တက်လိုက်မယ်နော်ဒီလိုမျိုးလေးရှက်ကော်လေးတက်လိုက်မယ်သူကတတိုင်းချားထားတဲ့အတွက်ဒီနေရာမှာလည်းတတိုင်းစာရှိတယ်နော်အဲ့ဒါကအဲ့ဒီတတိုင်းစာရဲ့ထိတ်လေးမှာကိုကျမတို့ရှက်ကော်လေးနဲ့ပြန်ပြီးတော့ချိတ်လိုက်ပါဘောနော်ဒီလိုပုံစံမျိုးလေးရလာမယ်နော်ဒီလိုပုံစံလေးရလာပြီဆိုရင်ကျမတို့သူ့ကိုအစလေးကိုညှပ်ဖြတ်လိုက်ပါဘောနော်ဒီနေရာမှာကကိုကြိုက်တဲ့အရာကိုတွဲလို့ရတယ်နော်ဒီလိုမျိုးလေးပွင့်လာလေး6ဖက်ရလာမယ်နော်ကျမတို့ကသူ့ကိုအပွင့်ဆက်တော့မှဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီအပွင့်လေးကိုပြောင်းပြန်လှန်လိုက်မယ်နော်အပွင့်လေးကိုပြောင်းပြန်လှန်ပြီးဆိုလို့ရှိရင်ကျမတို့ကသူ့ကိုဒီထိတ်လေးမှနေစပြီးတော့ကျမတို့ချိတ်မယ်နော်ဒီနှစ်ပွင့်ကြားရဲ့ဒီနေရာလေးကနေကျမတို့စပြီးတော့ချိတ်လိုက်မယ်နော်ဒီမျိုးလေးချိတ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာဖွင့်မီလေးချက်ကျမတို့တက်မယ်နော်ဒီနှစ်တော့လေးဒီလိုမျိုးလေးဖွင့်မီလေးချက်ကျမတို့တက်မယ်ပြီးလို့ရှိရင်ဒီဘက်ပွင့်လွှာရဲ့အောက်ခြေလေးမှာပဲကျမတို့ရှက်ကော်လေးနဲ့သူ့ကိုချိတ်လိုက်မယ်နော်ဒီနေရာလေးမှာပေါ့ဒီနှစ်ပွင့်ညက်ကြားလေးမှာပေါ့နော်အဲ့လိုမျိုးလေးကျမတို့ဒီလိုခွင်းလေးလှုပ်လိုက်မယ်နော်ဒီလိုခွင်းလေးလှုပ်မယ်ဒီလိုခွင်းလေးကိုကျမတို့က6ခွင်းဒီပတ်လည်ပေါ့နော်ဒီပတ်လည်ကိုကျမတို့က6ခွင်းရအောင်ကျမတို့ထိုးလာခဲ့မယ်နော်ကျမတို့ထိုးလာတာပေါ့နော်ဒီမှာ1ခွင်း2ခွင်း3ခွင်း4ခွင်း5ခွင်းဒီ1ခွင်းနဲ့ပါဆိုရင်6ခွင်းဖြစ်မယ်နော်အဲ့ဒီ1ခွင်းကိုကျမတို့ကဒီနေရာလေးမှာထိုးရမယ်နော်ဒီကြားလေးမှာကျမတို့ကထိုးလိုက်မယ်ရှက်ကော်လေးနဲ့ပေါ့နော်ဒီကြားလေးမှာကျမတို့ရှက်ကော်လေးနဲ့သူ့ကိုချိတ်လိုက်မယ်နော်ချိတ်ပြီးရင်ဒီနေရာမှာကကျမတို့ဖွင့်မီ4ချက်ထိုးမယ်နော်ဒီနေရာမှာကဖွင့်မီ4ချက်ထိုးပြီးတာနဲ့ကျမတို့ပန်းပွင့်လေးကိုဒီလိုမျိုးလေးလှည့်ပေးလိုက်ပါနော်ပန်းပွင့်လေးလှည့်ပြီးလို့ရှိရင်ကျမတို့သူ့ကိုရစ်တိုင်နဲ့ထိုးရမှာဖြစ်တယ်နော်ရစ်တိုင်နဲ့ထိုးမှဒီအပွင့်လေးတွေပေါ်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူ့ကို2ရစ်တိုင်ထိုးမယ်နော်ဒီနေရာလေးမှာပေါ့ဒီ green လေးထဲမှာပဲကျမတို့သူ့ကို6တိုင်ရအောင်ထိုးမယ်ရစ်တိုင်လေးကို6တိုင်ရအောင်ကျမတို့ထိုးမယ်နော်ကျမတို့သူ့ကိုထိုးလိုက်တာ6တိုင်ပြည့်သွားပြီပေါ့နော်ဒီလိုမျိုး6တိုင်ပြည့်သွားပြီဆိုရင်ဖွင့်ပြီး4ချက်ထပ်ထိုးမယ်နော်ဒီဖွင့်ပြီး4ချက်ထိုးပြီးရင်ဒီသူ့ရဲ့ green ထဲမှာပဲကျမတို့ရှက်ကော်လေးနဲ့ချိတ်လိုက်မယ်နော်ရှက်ကော်လေးနဲ့ချိတ်ပြီးရင်နောက်တစ်ပွင့်ကိုကျမတို့ထပ်ကူမှဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီဘက် green လေးထဲမှာကျမတို့ချိတ်လိုက်မယ်ပြီးရင်ဖွင့်ပြီး4ချက်ထိုးမယ်2 3 4ဖွင့်ပြီး4ချက်ထိုးပြီးရင်ဒီထဲမှာပဲတိုင်6တိုင်ရစ်တိုင်နော်တိုင်6တိုင်ကျမတို့ထိုးလာခဲ့မယ်နော်ဒီလိုမျိုးလေးဒီထဲမှာကျမတို့ရစ်တိုင်6တိုင်ထိုးမယ်ပြီးလို့ရှိရင်ဒီပွင့်လွှာလေးတွေကတော့အားလုံးပေါင်းကိုကျမတို့6ဖက်ရအောင်ကျမတို့ထိုးလာခဲ့မယ်နော်